ကုန်းဆောင်ဝင်မေတွေကုန်းဆောင်နေတဲ့အချိန်မှာချောင်းဆိုးနှာစီးဖြစ်ရင်ဒီဆေးဘူးလေးကအရန်ကိုအသုံးဝင်နေကျမကတော့ကန်ဆိုးမူးမောင်ပေါ့နော်ကုန်းဆောင်နေတဲ့အချိန်မှာ COVID-19 ကူးစက်ခံရပြီးတော့ချောင်းဆိုးနှာစီးဖြစ်တယ်အဲ့တော့နှာစီးတဲ့ခါမှာချွဲထွက်တယ်ပေါ့နော်အချွဲကခါလေချောင်းကိုရောက်သွားတယ်လေချောင်းကနေပြီးတော့တခါလေချောင်းနေရပြီးတော့6တအားဆိုးလာတယ်အဲ့တော့ကုန်းဆောင်ဝင်မေတွေအနေနဲ့ကြတော့ချောင်းဆိုးလို့မရဘူးနှာစီးလို့လည်းမရဘူးဖျားလို့လည်းမရဘူးပေါ့နော်အဲ့တော့ဒီနှာစီးချောင်းဆိုးကိုဘယ်လိုကုသခဲ့ရလဲချောင်းဆိုးနှာစီးတဲ့ခါမှာလည်းတာမန်လူတွေလိုဆေးတောက်လို့မရဘူးပေါ့နော်ဆေးပြင်းစားတောက်လို့မရဘူးကုန်းဆောင်ဝင်မေတွေကအရန်ကိုထိခိုက်လွယ်တယ်အဲ့တော့ဒီဆေးဘူးလေးကအရန်ကိုအသုံးတဲ့ခဲ့တယ်အဲ့တော့ဒီဆေးဘူးလေးဆောင်ထားပေါ့နော်ဒီဆေးဘူးလေးကကြတော့ဘလို့သုံးရလဲနှာခေါင်းထဲကိုဘလို့ညှစ်ထည့်ရလဲဆိုတာဗီဒီယိုရဲ့အဆုံးမှာပြထားပေးတယ်ပေါ့နော်ဒါကစားထုတ်ပေါ့နော်10ထုတ်ပါတယ်ပေါ့နော်စားထုတ်တရီထဲကိုရီထည့်မယ်ရေတန်းရေထည့်ပြီးတော့စားထုတ်ထည့်ပြီးကျမတို့အဲ့လိုမျိုးခလောက်လိုက်ရုံပဲပြီးနှာခေါင်းထဲကိုညှစ်ထည့်မယ်အဲ့တော့နှာခေါင်းထဲကိုညှစ်ထည့်တဲ့အခါမှာဘယ်ဘက်ကနေညှစ်လိုက်ရင်ညာဘက်ကနေစီးကြရမယ်ညာဘက်ကနေညှစ်ရင်ဘယ်ဘက်နှာခေါင်းဘက်ကနေစီးကြရမယ်ပေါ့နော်အဲ့လိုနည်းနည်းလေးရေမိုးတဲ့ပုံစံမျိုးလေးတော့နည်းနည်းလေးတော့ခံစားရတယ်ပေါ့နော်ကျမတို့ရေငုတ်တဲ့အခါမှာရေနှာခေါင်းထဲဝင်တယ်လို့မျိုးခံစားချက်တော့ရအဲ့တခုပဲအဲ့လိုမျိုးလုပ်လိုက်တဲ့ခါကျရင်နှာခေါင်းထဲမှာရှိတဲ့ဖုံတွေဒီအညစ်ကြေးတွေပေါ့နော်အဲ့ဒါတွေထွက်ချလာတယ်အဲ့လိုမျိုးနှစ်ဖက်သလုံးတန်ရှင်းသွားတဲ့ခါကျရင်လက်ချောင်းတွေကိုချွဲတွေမရောက်တော့ဘူးအဲ့တော့ချောင်းဆိုးတဲ့ခါမှာလည်းချွဲကဒီနှာခေါင်းနဲ့လေပင်ကဆက်နေတဲ့အခါကျတော့ချွဲကရှိနေလို့မရဘူးပေါ့နော်အဲ့တော့နှာခေါင်းကိုတက်ရှိလှုပ်လိုက်လို့ရင်လေချောင်းလည်းရှင်းသွားတယ်အဲ့တော့လေချောင်းချောင်းဆိုးပြီဆိုရင်နှာစီးလာပြီအဲ့တော့နှာခေါင်းကိုတက်ရှိလှုပ်ပြီးမယ်ဆိုရင်ဒီဘူးလေးကအရန်ကိုအသုံးဝင်တယ်ဗီဒီယိုရဲ့နောက်ဆုံးမှာကျွန်မပြထားပေးမယ်နော်ကျွန်မတို့ COVID-19 ကိုဒီဆေးဘူးလေးနဲ့ကောင်းကောင်းတိုက်ခိုက်နိုင်သွားတယ်နှာစီးပြောက်ဆေးတောက်တယ်ပထမနှာဆေးတယ်ပေါ့နော်နှာဆေးတဲ့ခါကျတော့နှာဆေးပြောက်ဆေးတောက်လိုက်တဲ့အခါမှာနှာခေါင်းကနှာရည်တွေရက်ပြီးတော့နှာခေါင်းပိတ်သွားတယ်နှာခေါင်းပိတ်တော့ညအိတ်လို့မရဘူးပေါ့နော်အမှချွဲပိတ်သွားတယ်ပြောမှာချွဲဖြစ်သွားတယ်အဲ့ချွဲကနေပြီးတော့လေချောင်းကိုရောက်တယ်နောက်တစ်ရက်မှာလေချောင်းရလာတယ်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတော့ကျမတို့ထူးရွှေဝါတို့ပြီးတော့မုံရင်းစီတို့လိမ့်နေမရဘူးပေါ့နော်ခြေထောက်တွေနှိပ်လည်းမရဘူးလေချောင်းတွေလိမ့်လည်းမရဘူးနှာခေါင်းတွေဆွဲချတယ်မရဘူးပေါ့နော်ကျွန်မခုထိတောင်တန်းဝင်နေတော့အဲ့တော့နောက်ဆုံးဒီဆေးဘူးလေးကအရန်ကိုအသုံးဝင်သွားတယ်ဒါ YouTube မှာကျမတို့ရှာကြည့်ရပေါ့နော်ပထမပေးတာကဆေးရုံကပေးတာကကြတော့ဒီစစ်ထိုးအက်ကိုပေးတာပေါ့နော်ဆေးရုံကစစ်ထိုးအက်နဲ့ဒီပေးတဲ့ခါကျတော့ဒီအသီးလေးကနှာသီးကိုသွားထိတဲ့ခါကျအရန်နာတယ်အဆင်မပြေဘူးပေါ့နော်ကျွန်မလုံးဝအဆင်မပြေဘူးမနဲ့လည်းရအောင်နှာခေါင်းကြီးရောင်ပြီးတော့လေနာနေတယ်ဒီလားအဲ့နဲ့ဒီဆေးဘူးလေးကိုကျွန်မလိုချင်တယ်ဆိုပြီးတော့ YouTube မှာရှာလိုက်တယ်ရှာရင်းနဲ့ကျွန်မဆေးဆိုင်မှာသွားဝယ်လိုက်ပါတော့ဒါဘတ်နဲ့တွဲ250ပေးခဲ့ရတယ်250နဲ့ပေးတာတစ်ရက်ထဲ3နာနဲ့ကိုတော်တော်လေးတိတာသွားတယ်အဲ့တော့ဒီကကျတော့ရေထွက်အားအရန်ကောင်းတယ်နှာခေါင်းလည်းမနာဘူးဒီဆေးထိုးအက်တဲ့ကကျတော့တော်တော်ကိုနာတယ်အဆင်မပြေတဲ့ခါကျတော့ဒီဆေးဘူးလေးဝယ်လိုက်တာတော်တော်လေးအသုံးဝင်သွားတယ်အဲ့ဒီဆေးဘူးလေးကမနဲ့အိယာထားတစ်ချိန်နဲ့အိယာဝင်တစ်ချိန်ပေါ့နော်နှစ်ချိန်တန်ရှင်းလုပ်ပေးရပါတယ်အဲ့တော့ဘေးကလူကတော့ကျွန်မအဲ့လိုလုပ်ပေးရတာနှိပ်ဆက်ရတယ်ဆိုပြီးအရန်ကိုကျဉ်းနှံ့နေရအဲ့လိုမျိုးပါဇက်ကနေပြီးတော့ခက်ဆိုပြီးတော့အဲ့လိုလေးလုပ်ပေးရတယ်ပေါ့နော်မလုပ်ပြီးလည်းရတော့ရပါတယ်အဓိကခါကိုမမှတ်ထားခေါင်းလေးကိုငုံထားခေါင်းလေးကိုငုံထားပြီးလို့ရင်နှာခေါင်းဘောက်ကနေလိုထွက်လာတယ်ပေါ့နော်အမှညှစ်ထုတ်လိုက်ရင်ချွဲတွေပါလာမယ်ချွေးကြလိုက်တော်တော်လေးညီရတာအဆင်ပြေသွားတယ်တရက်ကို2ကြိမ်ပေါ့နော်ပုံမှန်လေးလုပ်သွားမခတ်ပါဘူးဒါကလူကြီးသုံးပေါ့နော်လူကြီးသုံးဘူးလေးကလေးတွေသုံးတဲ့ဘူးကလည်းတစ်သက်ရှိတယ်ကလေးသုံးတဲ့ဟာပေါ့အဲ့ဒါလည်းစေးဆိုင်တခြားပြောဝင်မှရတယ်ပေါ့နော်နှာခေါင်းတွေရောပါလေသူကစားရည်ဆိုပေမဲ့အရင်ကြီးမဆက်ဘူးပေါ့နော်။ဘာရတာမှလည်းမရှိဘူး။တော်လေးမသိရင်ရင်လိုပါပဲစားရည်သာပြောတာဟိုပေါ့စေးစားရည်ပဲပြောရမလား။မကြောက်အောင်နဲ့ပေါ့နော်ဒါလေး။ကြောက်။ 1 2 3voilà đâu mà không thiếu gì bảo rồi à
还有什么？